ဟာဝိုင်ယီကျွန်းစုရီနားမှာအလွန်ကြီးမားတဲ့မျောနေတဲ့အမိုက်ပုံကြီးတစ်ခုရှိနေတယ်ဆိုတာကိုအမေရိကန်လူမျိုးအတော်များများမသိကြပါဘူး။အဲ့ဒီအမိုက်ပုံကြီးဟာ Texas ပြည်နယ်ထက်2ဆပိုကြီးပြီးပြင်သစ်နိုင်ငံထက်3ဆလောက်ပိုကြီးနေတာပါ။ဒါဟာ Great Pacific အမိုက်ပုံကြီးဖြစ်ပြီးစတူယန်ကီလိုမီတာ16တန်းအထိကျယ်ဝန်းသလိုတန်းချိန်8000လေးလံတာကြောင့်ဝေးလက်ငါပြားအကောင်900ရဲ့လေးချိန်နဲ့ညီမျှနေတာပါ။အဲ့ဒီထဲမှာပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေငါးဖမ်းပိုက်တွေသင်္ဘောပြက်အပိုင်းစားတွေနဲ့တခြားအမိုက်မျိုးစုံပါဝင်နေတာပါဒီအမိုက်ပုံကြီးကကယ်လီဖိုးနီးယားနဲ့ဟာဝိုင်အီကြားမှာတည်ရှိနေတာပါဒီအမိုက်တွေထဲကအများစုဟာအမေရိကန်ဂျပန်တရုတ်နဲ့တောင်ကိုရီးယားလိုနိုင်ငံတွေကနေလာတာဖြစ်ပါတယ်ဒါဟာမြောက်ပစိဖိတ်ရေစီကြောင်းလို့ခေါ်တဲ့သမုဒ္ဒရာရေဝဲစနစ်ကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးအဲ့ဒီရေစီကြောင်းကအမိုက်တွေကိုအလဲပဟိုမှာစုမိသွားအောင်လုပ်နိုင်တာပါဒီအမိုက်ပုံကြီးကပင်လယ်ထဲကတတဝါလေးတွေကိုအသက်ရှူချက်စေသလိုအစိတ်သင့်စေတဲ့ microplastic တွေဟာလည်းလေထူးရေထူးနဲ့ပင်လယ်စာတွေကနေသိစဉ်ကျွန်တော်တို့ရဲ့အစားအစာတွေထဲထိရောက်ရှိလာနေတာပါဒါပေမဲ့ဒါဟာဘယ်နိုင်ငံရဲ့ကံကြိုတဲနဲ့မဆိုအလွန်ဝေးကွာနေတဲ့အတွက်ဘယ်နိုင်ငံကမှဒါကိုရှင်းလင်းဖို့တာဝန်မယူချင်ကြပါဘူးအနာဂတ်မှာတခုခုကိုမပြောင်းလဲနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဟာအမိုက်တွေကြားထဲမှာပဲရေကူးနေရတော့မယ်အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်